ပါကျွန်တော်ကဲပြပါကျွန်တော်ဒီဗီဒီယိုမှာတော့ဒီက Sakura School Simulator ဆိုတဲ့ game လေးကိုဆော့ပြပေးမှာဖြစ်ပါတယ်အားလုံးပဲလက်ကြည့်ပေးကြပါအောင်လို့ပထမဆုံးကျွန်တော်ဒီမှာ point character မှာသူကចောင်းသားဝတ်ဆိုပြီးလဲဆိုတော့ကျွန်တော်ဒီတော့ចောင်းပြေးလိုက်မယ်ဟုတ်တယ်စဆော့ချင်းနေပြီးတော့ចောင်းမတက်ချင်ဘူးဒီចောင်းမှာတော့ဘာမှမလုပ်ဒီတိုင်းထိုင်နေရဆရာပြောတယ်ဆရာဂျပန်လိုပြောโอเคစုရတော့များဒီမှာလောခတ်တာနော်ဒါပါတော့6ကြီးဟာဘာတော့ဟာဘာတွေတော့ notification တက်လာဟေးရောဂျင်ကလိုလေးနဲ့ပေါ့ဂျင်သွားမယ်ဂျင်ကိုဘာနဲ့သွားမလဲဆိုဆိုင်ငယ်နဲ့သွားမလားကားနဲ့သွားမလားဆိုဆိုင်ငယ်ကြီးနဲ့ခြံစည်းရိုးဖြစ်သွားမှာဆိုတော့ကားနဲ့ပဲသွားလိုက်တော့မယ်โอเคကားလေးမောင်းနေလာပါပြီကျွန်တော်ပထမဆုံးလက်ဖက်ဆိုင်ထိုင်မယ်ဦးတိုက်ဘာဖြစ်သွားလဲကားရကားပြင်းလေးရကမှ9000ပဲပါတယ်9000ပဲပါတယ်ပတ်စံ9000နဲ့ပတ်စံ9000မြန်မာငွေနဲ့ဆိုတော့ဘာမှမလုပ်လို့မရဒီတော့ဒီရန်လားကျမရန်ဟုတ်တယ်ရန်9000ဆိုတော်များတယ်မြန်မာငွေနဲ့တော့ရန်ဘယ်တီးအောင်ရโอเคကျွန်တော်ဘာရလဲဒီဆိုင်မှာလိုချင်တာလွယ်ကုန်ရတယ်အေးဘယ်ယူပွားတဲ့ပြောဒီဘေးနားလေးမှာထိုင်ရအောင်โอเคကျွန်တော်ဟမ်ဘာကမဟုတ်လားဘာကြီးလဲမသိဆွဲရောခုံတွေဖက်စားကြီး amazing နေလို့ဟာ what the hell bruh ခုံတွေဖက်စားနေလို့လောက်ကြအောင်โอเคခုံစားလို့လဲဝါဆိုတော့ကျွန်တော်ပြန်လာအဲ့မယ်ပတ်စံ4000အိုး1000တောင်ကုန်တယ်ဟင်းတော့1000နေတာမဟုတ်မြန်မာငွေနဲ့တော့မဟုတ်ရန်နဲ့ဆိုတော့တော်များတာဒါပေမဲ့တိတ်လည်းမကွာဘူးတီးဘူးလေရန်မှတခါမှမသုံးဘူးဒေါ်လာတော့မသုံးဘူးโอเคဒါလေးကတော့ကားမောင်းစကီးလေးပေါ့နော်ကားလေးကိုကျွန်တော်ကားနဲ့ဆိုတော့ကားကြီးနဲ့ခြံစည်းရိုးညံဖြစ်တော့ပါဆိုင်ငယ်ကြီးနဲ့မှာဆိုင်ငယ်ကြီးနဲ့ခြံစည်းရိုးကြီးဖြစ်သွားโอเคရောဆိုင်ငယ်နဲ့မောင်းမယ်ဒီမောင်းလက်ကိုလို့ဒီပေါလို့လိုက်တော့ဆိုင်ငယ်ကြီးနဲ့ခြံစည်းရိုးအိုးကျုံးပြီရဲ့ဆိုင်ငယ်ကြီးနဲ့ခြံစည်းရိုးကြီးဖြစ်သွားပါပြီဟေးရောဟိုမိုးပြန်ချက်နဲ့ပြန်လေးရချက်ပတ်โอเคဆာကူရာပန်းရှိတဲ့နေရာကိုကျွန်တော်ဒုံးပြန်နဲ့ရောက်လာပါပြီအမြန်နှုံးမြင့်ဒုံးပြန်ကြီးနဲ့ပေါ့နော်ကျွန်တော်ဒါလေးသူများခြံနဲ့ဝက်ခိုးရင်ကောမလားကြက်ခိုးရင်ကောကြက်ပဲခိုးမယ်ကြက်ကမလက်ခံဟာထွက်ပြေးတယ်ကြက်ထွက်ပြေးကြက်ကတိတ်စားမကောင်းဝက်ကကောင်းတယ်ဒီကောင်အမေတွေသားနေတယ်ဆိုမခိုးတော့ပါဘူးစာနာလို့โอเคကျွန်တော်ဒီမှာကြက်ပဲကိုးကြက်ကတော့မိုက်ကြက်ဘူးချက်စားပြီရှယ်ပဲyou are beautiful ကြက်ကိုသွားမြောက်ကြက်ကိုလှတယ်ပြောပြီးတော့အိမ်ကောင်လာတာကျွန်တော်တယောက်ပဲရှိတယ်โอเคကြက်ကလေးကိုအိမ်မှာချက်ပါမယ်โอเคကြက်ကိုဒဲဝဲတိတ်ချက်မယ်ထမင်းချက်မယ် cooking show မြန်မာခရပ်ဒါစကိုင်း cooking show master chef ဒီကြောက်ဒီအိုက်ကိုက်စားလို့အဆင်ပြေပြီဘယ်လိုလုပ်ဟင်ကြက်ကောဟဲ့မလို့နေလေကြက်ရောဒီမှာကြက်တောင်းမန်းဒီအတောင်းမန်းကဲဝါရဒီကတည်းကထည့်ပိတ်ထားမှာဒီချက်ကိုလို့ဒီခွေးကျွေးလိုက်ဒါလေးရောက်မစားမလားမစားဘူးတော့ဒီကိမ်းမှာဆောင်းလို့ရရပြောတာပဲကျွန်တော်လူတက်လို့ရတယ်ဒါပေမဲ့လူတော့မတက်ပြောဒီတည်းကမှာ GT5 ရောလို့လူတက်လေးရတယ်ပြောဒါပေမဲ့ကျွန်တော်လူတော့မတက်ဘူးဒီကကောင်းမှုကုသိုလ်ဒီနေ့လုံပါဗျာခုနကြက်တော့ကိုယ်ကကြက်ကလေးပြန်လွတ်ပေးလိုက်ပါကောင်းမှုကုသိုလ်ဒီနေ့လုံပါဆိုဟာရောဝတ်တော့မလို့ကြက်ချုံနဲ့နေ
ဒါကျိုးကဲပေးရအောင်ကျိုးကဲပေးရအောင်ဟုတ်တယ်မလားချက်ပေါက်စားလေးဩတယ်လီပေါ့ပြန်ဖြစ်သွားတယ်မရှိဘူးသေများသေသွားလားမသိရောချက်တတ်တယ်ပါသူတတ်တယ်ပါဟူးရောခုစတော့ပထမစားရတဲ့စားတော့ဆိုင်လေးကိုပြန်ရောက်လာပါပြီတွဲဝါမြင်ကဖို့ကောတွဲတွေမြင်ကဖို့ရှေ့မှာတော့ဂိမ်းမာလေးပေါ့နော်ဒီကောင်ကကယ်ဗင်ဂိမ်းမင်းမဟုတ်တဲ့ဗယ်ဂင်ဂိမ်းမင်းပဲပြောပါတယ်ဟာငါလည်းပါရှောက်ပြောကယ်ဗင်ပြောမြန်လားဗယ်ဂင်ကယ်ဗင်မသိဘူးရှေ့မှာကျခလေးစပိန်လေးတွေနော်ဘယ်ကလေးရဲ့စပိန်လည်းမသိဘူးဒါလေးကျောက်တာစေတနာနဲ့အထဲထဲကိုစီးပေးသွားဘာလို့လဲဆိုတော့သူကလူပါခိုးမယ်လေဟုတ်တယ်မလားအဲ့ဘလို့စီးနေစပိန်လူပါခိုးမယ်ဆိုတော့ရှေ့မှာရဲစကားလူပါခိုးမယ်ဆိုတော့လည်းတိမ့်မိထားအောင်အလဲကုသိုလ်တစ်ခုသို့9ခုလုံးပဲဗျโอเคတော့အခုဆိုတော့စေးယုံလားပါလားဟုတ်တယ်ဘာမှဖြစ်ပါဆရာဝန်ပတ်စံသွားပြီးဒါလည်းငါမ4000ပဲ1000ပဲကျတော့ရော့ပတ်စံသွားပြီးဆရာဝန်ဒါဆိုကုသိုလ်တစ်ခုလှူလိုက်အခုရှိကျော်ဘာလုပ်မလဲဆိုကျန်တဲ့1000နဲ့တော့ကျော်ဘာလုပ်မလဲအိမ်မှာပတ်စံရှိမလားပတ်စံသွားယူချင်းကားလို့မရဘူးကျော်ဘာလို့ကျော်ဒီကုတူလုံးမနေတော့အိုးဒီပတ်စံအိုး2000တော့နည်းတော့မဟုတ်3000ပဲဆိုသွားကုတူနှစ်ခုရှိပါပြီကုတူနှစ်ခုဆိုတော့နောက်3ခုတော့အများကြီးလို့သေးဘာလို့မလဲတော့မသိဘူးတစ်ခုတော့မနေလုံးနေဒီကုမ္ပဏီမှာဒါဘန်လားဘန်တော့မဟုတ်ဒါကုမ္ပဏီတစ်ခုတဲ့ဟုတ်တယ်ညာလေးဟာအကြရပြဆရောက်အကြဟာယူလုံးနေဟာယူအောင်ကွာမင်းကြပါပဲကငါ့ကိုအဲ့လိုပြောတယ်ဟိုမစောက်ခွက်ပြောလို့ငါပြောရမှာနားလေးကုလို့ရော့အောင်ယူတကယ်ကောငါ့ကိုလာပြီးစောက်ခွက်ပြောင်းလဲလေးပါလေးโอเคတော့ရချယ်စီကိုခုံတက်ပါမယ်ပြောမလို့ရှိသေးဒါသူများရင်ကဝင်လို့မရဒါဘူးလေဟုတ်အင်းရတော့လားဟိုတယ်ရပါလားမသိဟုတ်မဟုတ်ကြောင်းကြည့်ဟိုတယ်လားပါလားဟိုတယ်တော့မဟုတ်တော့ဒါတကားပေါ့မဟုတ်အေးဟုတ်မယ်ထင်တော့ဟိုတယ်လားမသိဩကဲအိမ်ဟိုတယ်ထင်ဟိုကြီးရောဒါငါ့အိမ်မှာလည်းအပေါ်တက်ရှိမှတွက်ကြည့်လာလေးကနာလေးကျော်အိမ်ရှာမနာဒီတယ်လီပေါ့လာမယ်လွယ်လေး home boy ဟိုအနာဒီအပေါ်ကြည့်အပေါ်တက်ရှိမရှိဘူးဟာဒါခဲဟိန်သွားပြီးခဏလေးနည်းနည်းလေးလာကြည့်ခွင့်တောင်းဟာခဲမဟုတ်ငါခဲပြောင်းသွားရhome ခဲhello ဟာရပါတော့ယော်ရေးဒါမှအနေနဲ့များတာတွေ့ကုန်ယော်ရေးငါအဲ့လိုမလုံးတော့အနေကူလို့လုံးပါဒီကြောင်သူ့ခွန်းတောင်းပွားကြီးဆိုတော့ကြောင်လေးရှိတို့အိမ်ထဲမှာโอเคကျော်အပေါ်တော့ဘလို့တက်မှမသိဘူးနောက်တော့အပေါ်တော့ကြီးတွေ့ရအမြင်ကြီးပဲလှေကားလည်းမရှိဘူးနော်ဘလို့များတက်လဲဒီခန်းလားအပေါ်တက်ဘလို့တက်ရမလဲဒီခန်းလည်းမရှိဒီခန်းရှိဒီကဟာမရှိဒါဆိုရင်ပေါ်တက်ကဘလို့တက်ဒါလေပေါ်တက်ကဒီလိုတက်မလားသူများရင်ခိုးကြောင်ဟိုးကဝင်တာတော့မကောင်းဘူးဗျဒါပေမဲ့လောက်ကြည့်ရမှာဒီလေကဒီအလဲဘကိုကနေလာဆိုဒီအလဲမှာပဲရှိမှာဗျတေချာပေါ့အလဲမှာပဲရှိမှာဆိုအလဲကိုသွားကြည့်အောင်အလဲကိုသွားကြည့်မယ်အလဲအပေါ်တက်ဆိုတော့ဒီနားမှာရှိရမှာလေလို့မရှိရတော့ sorry ချောင်းဆိုပါ okay ဒီအပေါ်တက်ကဗီဒီယိုတော့9မိနစ်ကျော်နေဗီဒီယိုတော့ဒီအပေါ်တက်ကနေပြီးတော့ဒီအောက်ကိုဆင်းမယ်ဘယ်နာတော့ဆင်းဒါကျွန်းတင်ဒါဟိုနေ့ထင်မယ်ဟန်ပြပဲနေမယ်တကယ်တက်လို့မရဘူး
Okay ဗီဒီယိုလည်းရှည်နေတော့ကျွန်တော်နောက်နေ့မှာဒီလို Sakura School ဗီဒီယိုလေးပေါ့နော်အဲ့လိုမျိုးလေးဆော့သွားဖို့ရှိပါတယ် Okay ကျွန်တော်ခုလောဆယ်အိမ်ပြန်လာ Okay အားလုံးပဲကြည့်ရှုရတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကဲပဲပါ